ဒါလေးတွေ spot လေးတွေပြန်လာပြီနော်ဒါကတော့လုံးဝရုံးဝစ်တောင်းဝစ်တင်တန်းဝစ်ပေါ့နော်ဒါလေး site လေးလည်းကြီးတယ် site ကြီးလေးတွေရတော့ယူထားပေးနော်ဒီ XL ဝစ်တမမတွေ left side ဝစ်တမမတွေရှိရဲ site မရလို့မယူလိုက်ရတာရှင်းလိုက်တွေပါဆိုရှိရပေါ့နော်ဒီနေ့မှာတော့ဒါ site ကြီးလေးဖြစ်မယ်ဒါလေးဆိုလို့ရှိရင်လုံးဝ XL site မနော် spot အလုံးလေးတွေနဲ့ collar နဲ့အသားကလည်းလုံးဝ share ကောင်းတော့သူ့သားကြလုံးဝ luxury ဆန်တယ်ကွာအသားက classic ဆန်တယ်ဝတ်ထားလိုက်လို့ရှိရင်ဒီလိုအီးတုံတုံလေးအဲ့လိုကျနေမှာနော်အသားလေးကမဝတ်ထားဘူးလက်နဲ့ကင်ပြတာတော့မှအီးတုံတုံလေးပြီးတော့ရှင်သူ့ရဲ့အဖြူဆိုလို့ရှိရင်လည်းပေါ့နော်ဖြူစွတ်ပြီးတော့အဲ့လိုနှုတ်ဖတ်နေရပဲကွာတကယ်ကိုတင်နန်းသွားတယ်ယုံသွားတယ်ဆိုတော့ဝတ်လို့ရှိရင်တော်တော်လေးကိုတကယ်ကိုလိုက်ဖတ်တယ် luxury ဆန်တယ် classic ဆန်တယ်နော်အောက်ကတော့ဒါ style man တွေပါနေဝတ်ပေါ့နော်ဆိုဒီလိုမျိုးလေးထည့်ပြီးဝတ်ကျင်းဆိုလည်းကျင်းတဲပွားလေးနဲ့ဝတ်အရန်ကိုမှမိုက်တော့စက္ကန့်နဲ့တော့မှတော်တော်လိုက်တယ်ပြီးတော့အသားအသက်တည်လားအသားရမ်းကောင်းတယ်ဒါလေးကနော်ပုံစံလေးကဒီလိုမျိုးလေး spot အလုံးလေးနဲ့ပေါ့နော်ဒီမှာ collar လေးနဲ့ brand လည်း Uniqlo တွေကပဲเนาะဒီနေ့ Uniqlo တွေများမယ်ဒီမှာဆိုတော့ QR code တွေ scan နေပေါ့เนาะဒီအသားတစ်စိတ်တွေနဲ့အဲ့လိုလာမယ်အယောင်လေးကကြတော့မင်းတို့ design ကတော့တူတယ်ဒီအယောင်တွေကဆိုလို့ရှိရင်2ယောင်ရမယ်เนาะဒီနေ့မှာတော့အယောင်က2ယောင်ပဲကျန်တော့မယ်ဒီ spot လေးတွေဆိုလို့ရှိရင်အဖြူလေးရမယ်အညိုလေးအညိုတော့မှ तू ကအုတ်ကျိုးလို့ပါလို့အညိုဒီအယောင်လေးတော်တော်မိုက်တယ်ဒီလားအပြင်မှာဒီလိုပြနေလို့เนาะအပြင်မှာကျိုးဆိုတောက်တာပဲတော်ဆိုတယ်ဒါလေးကတူတူပဲเนาะအဖြူကလည်းကွာအဖြူအလျောက်သူကပိုးသားနည်းနည်းပါမယ်ထင်တယ်အဲ့လိုပြောင်လေးပြောင်နေဆိုတော့အရင်အပြင်မှာပြောင်လက်နေအမျိုးမဟုတ်နည်းနည်းပြောင်လေးနဲ့အသားလေးကပိုးသားလေးနည်းနည်းပါမယ်အဲ့လိုအသားလေးနော်အသားလေးလည်းအညိုလေးလည်းတော်တော်မိုက်တယ်တော့ဒါလေးတော့အညိုလေးတော့ငိန်တာပေါ့နော်အမားတို့ငိန်တဲ့ဘက်ကိုသွားတယ်ပြီးတော့အဖြူလေးကတန်းမြင့်လေးဝတ်ချင်တယ်ဆိုဒါလေး style man လေးနဲ့လိုက်တယ်နော်အဖြူရမယ်အညိုရမယ်ရောင်းတော့2ယောက်ပဲရှိရမယ်site တွေကတော့ရှိမယ်เนาะ site လေးပြောပေးမယ်ရှိသေးလားเนาะ site သေးသမားလေးတွေရမယ်XL ရမယ် 2XL ရမယ်သူကတော့ site သေးသမားတွေအတွက်မရှိဘူးပေါ့เนาะနည်းနည်း site တွေအတွက်တချို့ဆိုလို့ရှိရင် site သေးတွေအရင်ရှားခတ်တယ်ရှေ့မှာဆိုလို့ရှိရင်တော့မှရှေ့လိုက်မှာဆိုတဲ့အရင်ကိုကြိုက်တယ်ယူချင်တယ်ဒါပေမဲ့ site မရှိဘူး XL တွေပါရကုန်နေရများတယ်เนาะဒီမှာတော့ဒီနေ့မှာတော့ XL တွေ 2XL တွေလုံးဝ site သေးမလေးတွေဆိုလို့ရှိရင် site ကြီးဝတ်တဲ့အမတွေဆိုလို့ရှိရင်တော်တော်လေးစင်ပြေတော့နော်ဒါလေးရှိမယ်ဒါလေးက XL ရမယ် 2XL ရမယ်အယောင်ကတော့2ယောင်ရမယ်အပြင်မှာတကယ်ကိုဆိုတောက်ပြီးတော့ပိုးသားပတ်သွားတယ်အဲ့လိုနည်းနည်းပြောင်တာလေးပါတယ်ပေါ့နော်အသားလေးကဒီလိုအီလေးလုံးဝအီလေးအသားရမ်းကောင်းတယ် Uniqlo တွေကနော် site လေးလည်းပြောပြီးပြီဆိုတော့မင်းတို့ဈေးလေးပြောပေးမယ်အညိုလေးရနော်အညိုလေးကျတော့သူကပိုတော်မှ site သေးတယ် 2XL ရယ် 3XL ရယ် site က2 site ရှိမယ်နော်ဒါလေးကကျတော့ XL ရယ် 2XL ရယ်ကင်နာတာ XL ပေါ့နော်နောက်ထပ် site ကြီး 2XL 2 site ရမယ်သူကတော့ကင်နာ 2XL နောက်ပြီး 3XL အဲ့လို site ကြီးတွေကွာနည်းနည်းလေး site ကြီးတွေဟိုရှာနေတဲ့အမတွေအတွက်ကတော့ဒီနေ့ပါတယ်ပေါ့နော်နည်းနည်းတက်ထည့်ပေးထားဒီနေ့ site သေးတွေ site ပုံမှန် site တွေရောင်းနေကြဆိုတော့နော်ဒီလိုလေးတွေ site တယ် site မရလိုက်မှာဆိုလို့အဲ့လိုအမတွေအတွက်ဒီနေ့မှထည့်ထားပေးတယ်site ကြီးဝတ်တဲ့အမတွေအတွက်ကတော့လောက share ပဲ share plan နဲ့ကိုရောင်းပေးမယ်နော်ဒါလေးလည်းမင်းတို့ discount လေးနဲ့ shop ပြီးရောင်းပေးမယ်ငွေရင်းရောင်းစေးလေးဆိုရင်နော်8800နဲ့မှ8000မင်းတို့ဒါလေးကြိုက်တယ်ဆိုလို့ရှိရင်ဒီနေ့မှာ69900နဲ့ယူသွားတာလေးကိုနော်ဒါလေးလည်းပေးမယ်ပုံမှန်ဆိုလို့ရှိရင်ဒီအသားတွေဒီ design တွေကကြာဟို short ခဲတယ်အမေခဏတော့ပြောရပါတော့ဒါလေးကြာပုံမှန်ဆိုမ short ပေးတတ်ဘူးမင်းတို့ light တွေမှာဆိုလေတခြားဟာလေးတွေ short ပေးရဒါလေးဆိုရှင်အသားလည်းရမ်းကောင်းတယ်ဒီ6000ကျော်နဲ့ရရဆိုတော့တော်တော်တန်နေပြီသူ့ရဲ့အသားနဲ့နေတန်တာနော်ဒါလေးဆိုရှင် style man လေးနဲ့ဝတ်တော်တော်လဲအဲ့လိုမျိုး site ကြီးတွေကရှာရခတ်တယ်လိုက်တိုင်းမှာဆိုလို့ရှိရင် site သေးတွေရတာများပြီး site ကြီးတွေကကုန်တာပြီးတော့ plus site တွေက plus site ပေါ့နော်ဒါပြောရမယ်ဆို plus site တွေရှားတယ်ဝယ်လို့ခတ်တယ်ပေါ့နော် site တွေမှာဆိုလဲ site ကြီးလို့ရှိရင်ဈေးထပ်ပေါင်းတာရှိရမင်းတို့ကအဲ့လိုမဟုတ်ဘူးเนาะဈေးပါထပ်မပေါင်းပုံမှန်ရောင်းသေးအောင်မှမင်းတို့ short ရောင်းပေးတာနော်ပုံမှန်ရောင်းသေးဆို8000ကျော်တယ်အခုဒီလိုက်မှာဝယ်မယ်ဆိုလို့ရှိရင်ဘာရောင်းမဲယူတာ2ရောင်းရှိရယ်69900နဲ့ရမယ်တက်ပေးရနော်ကလေး8000ရောင်းနဲ့ငွေရင်းစေးရနော်ယူမယ်ဆိုလို့ရှိရင်မင်းတို့ဒါလေးကို69900နဲ့ရပါမယ်69900နဲ့ရမယ်နော် plus site သမားလေးတွေဆိုလို့ရှိရင်ဒါလေးအဆင်ပြေသွားလေးရုံးဝစ်တောင်းဝစ်ပေါ့ကွယ်တင်တန်းနေသွားကြရရှိတယ်ရုံးသွားကြရရှိရဆိုလို့ရှိရင်ဒါလေးဆိုလို့ရှိရင် site လေးလည်းရှိတော့ယူထားပေးနော်ကဲဒါလေးရှိမယ်ပြီးလို့ရှိရင်ဒီနေ့ကတော့အကွက်လေးတွေ